はい、皆さん、こんにちは。はい。ပြီးခဲ့တဲ့ဘက်ကစနေတို့ဖတ်ခဲ့တဲ့မောတိုင်းအချီလေးမှာပေါ့နော်အဲ့တော့အခန်းရဲ့ရှေ့မှာဖူကုရိုချိတ်ထားတဲ့ဒီဖူကုရိုထဲမှာပေါ့နော်ဘာဒီထည့်ထားလဲဆိုတဲ့အချီလေးကိုစနေတို့အဲရှာကြည့်ပြီးသွားပြီလို့ထင်တယ်နော်ဟုတ်ပါပြီအဲ့တော့သူကအခန်းရှိမှာချိတ်ထားတဲ့အိမ်ကြီးထဲမှာဆိုရင်ရေးထားတဲ့စာတစ်စောင်တဲကားမိပါမယ် DVD ကနှစ်ချက်ပေးထားတဲ့တဲကတစ်ချက်ကမကြည့်ရသေးတဲ့အတွက်သူကထပ်ငားပါအောင်လို့ပြောသွားတော့ DVD ပြန်ပေးမဲ့ DVD ဒီတစ်ချက်ဖြစ်မယ်နောက်မှုံလေး Okashi က Orei အနေနဲ့ပေးတယ်လို့ဆိုတဲ့အခါကျတော့はい答えは3番ですနော်တဲကားမိと DVD က1枚と Okashi ですအဖြေက3番ဖြစ်ပါတယ်နော်はいဟုတ်ပါပြီဒါဆိုရင်တို့ကမွန်တိုင်းနိလေးကိုဒီနေ့တော့ဆက်ပြီးတော့ဖတ်ကြမယ်နော်မွန်နိုင်နေပါလေပဲစုကိနော်ဘွန်ရှော်ယွန်တဲ့ရှီဆူမိုနီခိုတာတဲ့ခူတာဆိုင်အောက်မှာပေးထားတဲ့စာပိုက်ကိုဖတ်ပြီးတော့မိခွန်းလေးဖြေချပေးပါတဲ့နော်ခိုတာရဲ့ဝါအီချီနီဆန်ယွန်ခါရာအီချီဘန်အီမိုနိုအိုဟီတိုツရတဲ့တဲ့ခူတာဆိုင်အဖြေလေးတွေကတော့ပေးထားတဲ့1 2 3လေးကနေပြီးတော့မှန်ကန်တဲ့အမှန်ကန်ဆုံးတစ်ခုပေါ့နော်ရွေးချယ်ပေးပါတဲ့အဲ့တော့ခိုတိုဘာလေးတွေမှာဆိုရင်စန်ခတ်စရုဆန်ခတ်စရုကပါဝင်ဆင်နွှဲသည်စုကောစုကောကအခြေအနေเนาะစုကောကစုကောကဝါရုအခြေအနေကောင်းတယ်အခြေအနေမကောင်းဘူးအဲ့ဒါမျိုးခါမှာလေတို့သုံးတယ်လေเนาะနောက်တစ်ခုနေတန်းကတော့ဈေးနှုန်းဖြစ်ပါတယ်เนาะဟန်ဂျီအိုဟန်ဂျီเนาะ reply ပြန်တာเนาะはい。အဲ့တော့ဒီမှာဆိုရင်တိုးကြီးလေးကိုဖတ်သွားမယ်စနေတို့က山下さんは山下さんはシナさんにフリーマーケットで何をしようと言っていますか山下ကနေပြီးတော့ဒီရှနာကိုပေါ့နော် free market မှာစနေတို့အဟောင်းဈေးပေါ့နော် free market ဒီအဟောင်းဈေးမှာဘာလောက်ကြရအောင်လို့ပြောနေတာလေ何をしようと言っていますかဘာလောက်ကြရအောင်လို့ပြောနေလဲဆိုတာကိုတွေ့ကြည့်ပါမယ်အဲ့တော့友達の山下さんからシナさんにメールがしましたနော်တငယ်ချင်း山下さんစီကနေပြီးတော့シナさんစီကိုမေးရောက်လာခဲ့တယ်နော်シナさんシナイこんにちは山下ですမင်္ဂလာပါ山下ဖြစ်ပါတယ်私は4月10日10日日曜日နေ့ပေါ့နော်ကျွန်တော်ကတော့ဒီ4လပိုင်း10ရက်နေ့ဒီတနင်္ဂနွေနေ့မှာဆိုလို့ရှင်ပေါ့နော်ဖူဂျီကိုအန်တော့ free market တို့တဲ့店を出しますဖူဂျီဒီပန်ဂျမှာရှိတဲ့ free market အဟောင်းဈေးပေါ့နော်အဲ့ဒီကဈေးမှာတဲ့နော်店を出しますဆိုင်ဖွင့်မယ်တဲ့နော်ဆိုင်ခင်းချင်းပြသမယ် free market တို့တဲ့ဝါfree market မှာဆိုလို့ရှိရင်ဂျီမွန်ကစကတမိုနိုရကိုကပြုလုပ်ထားတဲ့အရာတွေရဲ့အီရန်နိုင်မို့လို့ကိုမလိုအပ်တော့တဲ့အရာတွေကိုတဲ့ဥရုကိုတိုကဒခိမတ်ရောင်းတာတွေကလုံနိုင်တယ်တဲ့ရောင်းချတာတွေပါတယ်လေလုံနိုင်တယ်တဲ့ရှီနာဆန်မိုအစ်ရှော်နီဆန်ခါရှီမာဆန်ကရှီနာဆန်လည်းပဲအတူတူပါဝင်မလားပါဝင်ဆင်နွှဲအောင်မလားဆိုပြီးတော့မေးတာနော်ရှီနာဆန်ကစကတနွင်ညိုကိုရှီနာလောက်ထားတဲ့အယုတ်ကလေးတွေကိုလည်းလေ私の店でကျွန်တော်ရဲ့ဆိုင်မှာဥရုနော်ဝどうですかငါဆိုင်မှာတင်ပြီးတော့ရောင်းမယ်ဆိုရင်ဘယ်လိုလဲမင်းလောက်ထားတဲ့ရုပ်ကလေးတွေကိုပေါ့နော်それからシナさんはお皿や服などが欲しいと言っていましたねဒါနဲ့လေဒီရှီနာကမင်းကလေဒီအိုဆာရာတို့ပကံပြားတွေတို့ဖုခုအဝတ်စားတွေတို့အဲ့ဒါတွေကိုလေဟိုရှိတို့အစ်တေအီမတ်စတာနဲ့လိုချင်တယ်လို့မင်းပြောခဲ့တယ်လीကိုကိုနီခူရဲကဒီကိုလာမယ်ဆိုလို့ရှိရင်အီမိုနိုက安い値段でကောင်းတဲ့ပစ္စည်းလေးတွေကိုဈေးတက်တက်တာနဲ့ခါအဲရုခါမိုရှိတဲ့မဆန်ဝယ်နိုင်မှာဖြစ်တယ်လို့ပြောလိုက်တာနော်အဲစုကောဝအီခါကဒက်စကဘလို့သဘောရလဲမင်းသဘောကဘလို့လဲနော်အိုဟန်ဂျီယိုမတ်တေအီမတ်reply ကိုမင်းအကြောင်းပြန်တာကိုစောင့်နေပါမယ်ယာမစတာဟုတ်ပြီဒါဆိုရင်တို့ကမေးထားတယ်ယာမစတာကနေပြီးတော့ရှီနာဆန်ကို free market မှာဘာလုပ်နေတယ်လို့ပြောတာလဲတေအီမတ်ကအချစ်ပါシナさんがいらないお皿や服をいります。シナがသူမလိုအပ်တဲ့ဒီစာရပကံပြားတွေအဝတ်စားတွေကိုရောင်းတယ်။ရှီနာဆန်ကစကတနင်ယိုဥရီမတ်ရှီနာလောက်ထားတဲ့ရုပ်ကလေးတွေကိုရောင်းမယ်။ရှီနာဆန်တော့မီဆဲတဲ့နေဂီယိုစကူရီမတ်sorry ယာမစတာရဲ့ဆိုင်မှာအရုပ်ကလေးတွေကိုလုံမယ်။ရှီနာဆန်ကအီရာနိုင်မိုနိုဟိုရှိဟီတိုရီအာဂဲမှာရှီနာဆန်ကသူမလိုတဲ့အရာတွေကိုလိုချင်တဲ့သူတွေကိုပေးပါမယ်တဲ့။はいဒါဆိုရင်အဖြေလေးကဘာဖြစ်မလဲစဉ်းစားကြည့်ပါမယ်နော်။ free market မှာဘာလုပ်နေတယ်လို့ပြောတာလဲ
ဟုတ်ပါပြီစင်စီအဖြေလေးတွေက comment မှာဖြေလို့ရပါတယ်စင်စီတို့နောက်တစ်ချိန်မှာလည်းအဖြေလေးတွေပြန်ပြီးတော့တိုက်ပေးမယ်နော်はいお疲れ様ですまたね